လူတယောက်ကပေါင်နေရလေးတဲ့တစ်သားတန်ချင်းကိုကောက်ယူလိုက်ပြီးဖန်သားပြင်ကိုအားနဲ့စောက်ရိုက်လိုက်ပါတယ်ဒါပေမဲ့မထင်မှပဲဖန်သားပြင်မှာအကွဲရတာမပေါ်ခဲ့ပါဘူးလက်မလျှော့ရှင်တဲ့အတွက်သူနောက်ကိုရှီလန်အနေငယ်ဆိုးလိုက်ပြီးအကွာအဝေးကိုယူလိုက်ပါတယ်ပြီးတော့အားကုန်သုံးလိုက်ပြီးဖန်သားပြင်ကိုနောက်တစ်ချိန်ပြန်ပြေးဝင်တိုက်လိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲဒီတခါသူအားအရန်သုံးလိုက်မိတာကြောင့်သူ့ကိုသူမိုးမြော်တိုက်ပေါ်ကနေပြုတ်ကျလို့နှီးပါဖြစ်သွားခဲ့ပါပြီစိတ်တည်ငြိမ်သွားပြီးတဲ့နောက်သူအားကုန်ဟဟိုင်းနဲ့အသက်ချူလိုက်ပါတယ်သူကြိုးကိုဖျက်ဖို့တတူအပိုင်းစားတစ်ခုကိုချိုးယူလိုက်ပြီးတော့အဲ့ဒါကိုတစ်သားတန်ချင်မှရှိလိုက်ပါတယ်သူလက်တွေနဲ့ရှေ့တော့တွေကိုတိတ်နဲ့ပတ်လိုက်ကပြီးတော့တိတ်ရဲ့ကအားကိုစမ်းသပ်ပြီးတဲ့နောက်သူကရုပ်သက်လဲလိုက်ပြီးမဆိုင်မတော့ခြေလမ်းပြင်လိုက်ပါတယ်လေပြင်းတွေတဟူဟူတက်ခတ်နေတာကြောင့်ခြေလမ်းတိုင်းဟာအင်မတန်ခက်ခဲနေခဲ့ပါတယ်။အောက်မှာတော့ဘဒုကမဆိုကြောက်လန့်တေလောက်တဲ့အမြင့်တစ်ခုကိုမြင်တွေ့ရပါတယ်။အောက်ကလမ်းသွားလမ်းလာတွေကရပ်ပြီးကြည့်နေခဲ့ကြပါတယ်။ဒီအယူကဘာလုပ်နေတာလဲလို့တွေးနေခဲ့ကြပြီးမကြခင်မှာသူအဆောက်အုံရဲ့ဘေးကိုရောက်သွားခဲ့ပါတယ်။အဆောက်အုံရဲ့ဆက်သွယ်တဲ့နေရာမှာရှင်းနှင်းစရာမရှိပါဘူး။ဒါကြောင့်လူကသူ့ရဲ့ဘယ်ဘက်ခြေထောက်ကိုတတိနဲ့ဆန့်ထုတ်လိုက်ပါတယ်။ပြီးတော့ခြေကင်စရာနေရာတစ်ခုကိုတွေ့တာနဲ့သူ့ရဲ့ညာဘက်ခြေထောက်ကိုအားနဲ့တွန်းလိုက်ပြီးဒီတစ်ခါတည်းနဲ့အတော်လေးလမ်းလိုက်ပါတယ်။ဘေးကိုအောင်မြင်စွာရောက်ရှိသွားခဲ့ပေမဲ့သူအကြာကြီးနားနေဖို့မဝင်ရဲခဲ့ပါဘူး။ဘာလို့လဲဆိုတော့မိဘေးအန်ဒီကာကွယ်ရေးစနစ်ကိုသူအမြန်မဖွင့်ရင်အဆောက်အုံတစ်ခုလုံးပြကျသွားပါလိမ့်မယ်။သူ့ရဲ့အလုတ်စဝင်တဲ့ပထမနေ့မှာပဲလုံခြုံရေးအဖွဲ့ခေါင်းဆောင်တယောက်အနေနဲ့သူ့မျက်စိရှိမှဒါမျိုးဖြစ်နေတာကိုသူလုံးဝခွင့်မပြုပါဘူး။အဲဒီလူကသူ့လက်ဘင်းကကြိုးကိုယူလိုက်ပြီးအဆောက်အုံရဲ့ကျိတ်မှာလက်ပတ်ချီလိုက်ပါတယ်။ကျိုးရဲ့တင်းအားကိုစမ်းသပ်လိုက်ပြီးတော့ဖားကြီးကြီးတစ်ကောင်လိုလက်နှစ်ဖက်နဲ့ခြေထောက်နှစ်ဖက်ကိုအသုံးပြုလိုက်ပြီးမဆိုင်မတော့ခုန်လိုက်ပါတယ်။နောက်ဆုံးမှာကျိတ်မပြုတ်ခင်သူအဆောက်အုံရဲ့ထိန်းချုပ်ရေးဌာနကိုအောင်မြင်စွာရောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူအသက်ရှူမမှန်မရှူနိုင်သေးခင်မှာပဲအခက်အခဲတွေကအလင်းအမြန်ပြန်ရောက်လာခဲ့ပါတယ်။ထိန်းချုပ်ရေးပေါင်ရဲ့ကိုပိုင်ကာကွယ်ရေးစနစ်ကစတင်အလုပ်လုပ်တာကြောင့်အေယာမတာပိုင်တွေကဆက်တိုက်လေပနေခဲ့ပြီးမဲအချိန်မစိုးသူ့ကိုလဲကျသွားအောင်ချိန်ချောင်းနေပါတယ်။ဒါပေမဲ့လက်ပလာနဲ့ပြန်သွားတာကသူ့ရဲ့ပုံစံမဟုတ်ပါဘူး။ဒါသွားတွေရဲ့လှုပ်ရှားတဲ့ပုံစံကိုတွက်ချက်ပြီးတဲ့နောက်သူရဲရဲတင်းခုန်ကျော်သွားပါတယ်။ကံကောင်းထောက်မှစွာနဲ့အန်ဒီကြားတဲ့ကနေသူဘေးကင်းစွာရောက်သွားခဲ့ပါတယ်။အချိန်မဖြုံးရဲတဲ့အတွက်သူကအဖုံးတွေကိုဖွင့်လိုက်ပြီးလုံခြုံရေးစနစ်ကိုပြန်လည်စတင်လိုက်ပါတယ်။စနစ်ကအဆောက်အုံမီးလောင်တာကိုအလင်းအမြန်သိရှိသွားခဲ့ပြီးမိဘေးအန်ဒီကာကွယ်ရေးစနစ်ကိုစတင်အလုပ်လုပ်ပါတယ်။ရီငွေတွေနေရအနက်ကနေတက်လာခဲ့ပြီးမိတောက်တွေကိုအလင်းအမြန်ငိမ့်တက်လိုက်ပါတယ်။ဒါပေမဲ့သူဝါမတာနိုင်သေးခင်မှာပဲစနစ်ကကျူးကျော်သူတယောက်ကိုတွေ့ရှိသွားခဲ့ပြီးတာပိုင်ဓာတ်သွားတွေကချက်ချင်းအချိန်မြင့်လာခဲ့ပါတယ်။ဓာတ်သွားတွေမှာမိတောက်တွေနဲ့သူ့ကိုအဲ့ဒီမှာဖမ်းစားဖို့ကြိုးစားနေခဲ့ပါတယ်။အဲ့ဒီလူကတုတ်ဆိုင်ဖို့အချိန်မရှိတော့ဘူး။သူ့ရဲ့အားကုန်တုံးပြီးရှေ့ကိုခုံအုပ်လိုက်ပါတယ်။ပြီးတော့အရေးပါတဲ့အခိုက်အတန့်မှာကျိုးကိုအောင်မြင်စွာဆွဲပြီးသွားခဲ့ပါတယ်။ဒါပေမဲ့ပေါင်300နီးပါးရှိတဲ့သူ့ရဲ့ကိုယ်အလေးချိန်ကြောင့်ချိတ်ထားတဲ့နေရာအလင်းအမြန်ပြုတ်ထွက်သွားခဲ့ပါပြီ။ကျိုးဟာချက်ချင်းထိန်ချုံမှုမဲ့သွားခဲ့ပြီးအဲ့ဒီလူရဲ့ခန္ဓာကိုယ်ကိုလေထဲမှာဝဲလည်သွားစေခဲ့ပါတယ်။ပြီးမှကျမ်းပြင်ပေါ်ကခိုင်မာတဲ့ဖန်သားပြင်ပေါ်ကိုပြင်းထန်စွာကြာရောက်သွားခဲ့ပါတယ်။ခေါင်းမူးနေတာကြောင့်သူမသိစိတ်နဲ့ကျိုးကိုလွတ်မိလိုက်ပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးအမျက်မီတာရာနဲ့ရှီကနေပြောင်းပြန်အနေအထားနဲ့လေထဲမှာတွဲလောင်းကျနေခဲ့ပါတယ်။အောက်ကလူတွေဒီလိုအခြေအနေများတဲ့အန်ဒီရကိုမြင်တော့သူတို့ရဲ့ရင်ထဲမှာတရိတ်ရိတ်ခုန်နေခဲ့ကြပါတယ်။အဲ့ဒီလူကတပြည့်တတိပြန်လဲလာခဲ့ပြီးကျိုးကိုလမ်းကင်ဖို့ရုန်းကန်နေရပါတယ်။ဒါပေမဲ့ဘလောက်ပဲစူးစားတူစားသူမမီပါဘူး။မထင်မှပဲဒီအချိန်မှာဒူလိုရဲ့လက်ညှိုးမှာတတ်ထားတဲ့အကာအကွယ်ဟာရုပ်ချက်ပြုတ်ထွက်သွားခဲ့ပြီးသူပြုတ်ကျတော့မဲ့အချိန်မှာအသေးအတန်ဆွဲလိုက်တာကြောင့်ဘေးအန္တရာယ်ကိုအသက်မနည်းလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးမိုးမောင်ကတခုတည်းမလာခဲ့ပါဘူး။အပေါ်ကတစ်သားတန်ချင်းကလည်းထိုလူရဲ့အလေးချိန်ကြောင့်ပြုတ်ထွက်တော့မဲ့အခြေအနေမှာပါသူစိတ်ပြက်လက်ပြက်နဲ့တက်ပြင်းချလိုက်ပြီးတစ်ချက်ထဲနဲ့ပြန်တက်ဖို့မဝင်ရဲခဲ့ပါဘူး။သူ့ရဲ့ပြက်စီးနေတဲ့ခန္ဓာကိုယ်ကိုလက်နှစ်ဖက်ရဲ့အားကိုးနဲ့သာဆွဲတင်လိုက်ပြီးသူတပြည့်ပြည့်အပေါ်ကိုတက်သွားခဲ့ပါတယ်။ဒီမြင်ကွင်းကအောက်ကလူတွေကိုစိတ်လှုပ်ရှားစေခဲ့ပြီးဒီရန်ကားတဲ့လူဘေးကင်းစွာလွတ်မြောက်ပါစေလို့အားလုံးဆုတောင်းနေကြပါတယ်။ဖြစ်ကောင်းဖြစ်နိုင်တာကလူတွေရဲ့အာရုံစိုက်မှုကသူ့ကိုခွန်အားတွေပေးလိုက်တာပါ။ထာဝရလိုကြာမြင့်တဲ့အချိန်တစ်ခုကြာပြီးတဲ့နောက်အဲ့ဒီလူကနောက်ဆုံးမှပြန်တက်နိုင်ခဲ့ပါတယ်။အောက်ကနေလက်လိုက်လေလက်ခုပ်တန်တွေထွက်ပေါ်လာခဲ့ပါတယ်။သူ့စနီးရဲ့စိုးရိမ်ပူပန်နေတဲ့လုံသားဟာနောက်ဆုံးမှငြိမ်သက်သွားခဲ့ပြီးကျွန်းစင်ဟာနောက်နေ့မှာပိုလွယ်တဲ့အလုပ်တစ်ခုချမယ်လို့တိတ်တဆိတ်ကတိပြုလိုက်ပါတယ်။